အားလုံးပဲမင်္ဂလာပါပဲကျွန်တော်ရဲ့ကိုကျော်သူရဲ့ YouTube channel တယ်လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစားနိုင်ဝန်ဆက်ရင်ကျွန်တော်ရဲ့အခုဒီဖိုင်လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲအားကြိုင်းလေးပဲဖြစ်ပါတယ်အခုဗီဒီယိုဖိုင်လေးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအတွက်ကို18ရက်နေ့အင်္ဂါနေ့ရဲ့မနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ကိုဒီမားအောင်တရားနေ့ရဲ့နေကုံမှာမနက်စီမှာကျွန်တော်လာပေးထားခဲ့တဲ့ဒါတစ်ပိုင်းရှစ်ပိုင်းနဲ့တစ်ပတ်ဒီရှစ်ပတ်ဒီနဲ့အတူဒါ16ဆိုတဲ့ main quest 6ဆိုတဲ့ main quest နဲ့အစီအပြေခဲ့တယ်အဖိုးဝင်သမားကြီးလည်းဇာရိုးမွေးပတ်ဒီနဲ့ဒါတရားနေ့ရဲ့မနက်မှာအစီအပြေခဲ့တယ်အင်္ဂါနေ့ရဲ့ဒါမနက်ညမှာလည်းဒါမနက်စီမှာအစီအပြေခဲ့တော့ရှိမနက်စီမှာအစီအပြေခဲ့ရင်တော့ကျွန်တော်ရဲ့ကိုဒီမားအောင်ကိုရနေ့စီမှာအစီအပြေအောင်ကိုကြိုးစားပြီးသွားမယ်နော်နှစ်ချိန်မှာကြောင်းပြကျွန်တော်တို့မှာစူးစမ်းပြီးတော့ပါမယ်။ကဲဝင်လာပြီဆိုရင်ကိုဒီမားတွေက comment လေးမှာမင်္ဂလာပါမှန်တကယ်အားပေးလက်မလေးနှိပ်ပြီးတော့အားပေးကဲကျွန်တော်ရဲ့ဒါ live show video file လေးကိုလည်းကိုတဦးတယောက်ပဲရလို့ကိုတဦးတယောက်ပဲမြင်လို့ဆက်စနာကိုမထားဘဲနဲ့ကိုနော်ကိုမြင်သလိုမြင်အောင်ကိုပေါ့သလိုပေါ့ရအောင်ရှင်းတဲ့ကိုဒီမားတွေက share ပေးပါမျှဝေတဲ့ကိုဒီမားတွေကမျှဝေပေးပါကဲစားနေပြီကျွန်တော်ရဲ့ကိုမားတွေပြောသွားပေးမယ်စက်ကွန်နေနဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲအင်္ဂါနေ့ရဲ့မနက်မှာအဓိကထားတော့ဆက်ပြီးတော့စော့တဲ့1ချိန်ဒီနော်content 1ချိန်မှာเนาะ content 1ချိန် combine တစ်ပိုင်းမှာခွန်နဲ့ပတ်သက်ပြီးတော့ main တင်နဲ့ပတ်သက်ပြီးတော့ main ကိုပြောမယ်အမှန်တကယ်အားပေးတဲ့အမျိုးတွေကလမ်းမတွေနှိပ်ခဲ့ပြီးကျွန်တော်ရဲ့ live show video ပိုင်းလေးကိုလည်းဒါ share တဲ့ကိုတွေမှာ share ပေးကျွန်တော်ရဲ့ channel တက်ကိုလည်းအရင်တည်းကအားပေးတဲ့လူဟောင်းလေးတွေကအခုမှအမြင်တွေ့ဆက်လူသစ်မိတ်ဆွေကိုဒီမှာကျွန်တော်ရဲ့ channel တက်လေးကို subscribe လေးနှိပ်ခဲ့ပြီးကဲစားနေပြီကျွန်တော်ကမှပြောသွားပေးမယ်တင်နဲ့ပတ်သက်ပြီးတော့ main ကိုအရင်ဆုံးခေါ်ပေးမယ်တင်နဲ့ပတ်သက်ကျွန်တော်ရဲ့မှာပါမယ်13ရယ်14ရယ်15ရယ်18ကပဲဖြစ်ပါတယ်เนาะကဲလိုက်ပြီးမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါเนาะတင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မျိုးရအောင်မင်းရောဝတ္တိတာ13 14 15 18ပဲဖြစ်ပါတယ်ကဲလိုက်ပြီးကျွန်တော်ရဲ့comment လေးမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါเนาะတင်းနဲ့ပတ်သက်13ရယ်14ရယ်15ရယ်18ကပဲဖြစ်ပါတယ်ခွန်နဲ့ပတ်သက်ကျွန်တော်ရဲ့ comment လေး main output ကိုပြောသွားပေးပါမယ်ခွန်နဲ့ပတ်သက်ပြီးတော့မပတ်နိုင်ဘူးမောင်လေး main output တွေကိုပေးပါဆိုတော့အခုဒီမှာခွန်နဲ့ပတ်သက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေက main output တွေဒါခွန်1ခွန်3ခွန်5ခွန်9ပဲဖြစ်ပါတယ်เนาะကဲ live ပြီးကျွန်တော်ရဲ့ကိုမှာမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါခွန်နဲ့ပတ်သက်ကျွန်တော်ရဲ့မျိုးတွေအောင်လဲ main output ဒီတာခွန်1ကခွန်3ရယ်ခွန်5ရယ်ခွန်9ရယ်ပဲဖြစ်ပါတယ်ခွန်1ခွန်3ခွန်5ခွန်9ဒီခွန်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုတွေမှာအားလုံးပဲ main output ပဲဖြစ်ပါတယ်ကဲ share ခွေလေးကိုပြောပြသွားပေးမယ် share ခွေလေးကိုမှကစားမယ်မောင်လေး share ခွေလေးလည်းပြီးပါအောင်ဆိုတော့ကိုရီမာလေး share ခွေလေးပြီးသွားခဲ့ပါမယ် share ခွေကျွန်တော်ရဲ့ချင်းမိတ်တွေကိုရီမာအောင်မယ်3ည36 3လုံးပြီးပါခွေ3ည36ဒီ3လုံးပြီးပါ share ခွေပဲဖြစ်ပါတယ်ကဲဒါတရားနေ့ရဲ့ဒါအဖွင့်နေ့ရဲ့ဒါနေကုန်မှာကျွန်တော်ကိုမနက်စီးမှာနေတဲ့သမားတွေက main hall ကနေအဆင်ပြေခဲ့တယ်အဖွင့်သမားတွေစာလုံးပတ်နေအဆင်ပြေခဲ့တယ်အင်္ဂါနေ့ဒါမနက်ညနေကုန်မှာလည်းအားလုံးကိုဒါမနက်စီးမှာအဆင်ပြေအောင်မှာနေ့စီးမှာအဆင်ပြေအောင်နှစ်ချိန်မှာဒီနောက်ချိန်မှာကြိုးစားပြီးသွားမယ်နော်ကဲလမလေးတွေကိုစီနှိပ်ပြီးအားပေးဝင်ရခဲ့ပြီကျွန်တော်တို့ဒါ channel လေးကိုလည်း subscribe မနှိပ်ကတင် channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပြီနော်လမလေးနှိပ်ခဲ့ပြီးအားလုံးပဲနော်ကဲ share ခွေကိုပြောသွားပေးပြီကျွန်တော်တို့မှာ share ခွေဒီ3ည36 3လုံး share ခွေအထူး main on ကိုပြောသွားပေးမယ်အထူး main on နှစ်ကွက်ခွန်နဲ့ပတ်သက်ပြီးတော့တစ်ကွက်ကောင်းတင်းနဲ့ပတ်သက်ပြီးတော့တစ်ကွက်ကောင်းနော် main on ကိုပြောသွားပေးမယ်ခွန်နဲ့ပတ်သက်ကျွန်တော်တို့မှာအောင်မယ်ခွန်3ညနော်ခွန်နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာတစ်ကွက်ကောင်းဒီခွန်3ညတင်းနဲ့ပတ်သက်ပြီးကောင်းဒီ1 3ည1 3ညနဲ့ခွန်3ညဒီအထူးရွေးကွက်နှစ်ကွက်အထူး main on နှစ်ကွက် share main on နှစ်ကွက်ဒီကျွန်တော်တို့မှာအောင်မယ်1 3ညနဲ့ခွန်3ညပဲဖြစ်တယ်လိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုလေဒါအများမြင်အများတွေ့အများရသွားအောင် share တဲ့ကိုဒီမားတွေက share ပြီးတော့မျှဝေပေးပါကြည့်အောင်မိတ်တော့တင်းနဲ့ပတ်သက်ပြီးတော့ main ခွန်နဲ့ပတ်သက်ပြီးတော့ main ကိုပြောပေးလိုက်ပြီးအဲ့ဒါအပြင်ကိုမှအထူး share main on ကိုပါထပ်မံပြီးတော့ပြောပေးလိုက်ပြီးအဖုံးဝင်သမားတွေလည်းကျွန်တော်တို့ရထပ်မံပြီးတော့ကျန်2ရက်အတွင်းဒါအင်္ဂါဗုဒ္ဓဦး2ရက်အတွင်းမှာဆွဲရမယ်လက်ဆောင်ကဏ္ဍကိုထပ်မံပြီးညထပ်မံပြီးတော့ပို့ပေးမယ်9နိုင်လောက်ကိုပို့ပေးမယ်အားလုံးပဲနော်ကြည့်အောင်မိတ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုနားဝေးပါကျွန်တော်ရဲ့ video file လေးကိုအဆောင်ရွှေ့ပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းမနဲ့ပြည့်စုံနိုင်ကြပါစေလူဆိုင်မလဲပြည့်ဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုဒါရကိုစီပန်နေရပါစေလို့ကျွန်တော်ကိုကြွယ်သူကမှစမောက်ကိုင်းတောင်းပေးလိုက်ပါတယ်ကြည့်အောင်မိတ်ကိုလက်ပါအားလုံးပဲကံကောင်းကြပါစေဗျ